အားလုံးပဲမင်္ဂလာပါ NKB Entertainment YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့တပည့်တော်12ပါးအကြောင်းရဲ့ဒုတိယပိုင်းအစီအစဉ်ကိုပြန်လည်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်အခုပြောပြမယ့်သူကတော့ယေရှုခရစ်တော်ရဲ့အနီးကပ်ဆုံးတပည့်တွေထဲကတစ်ယောက်ဖြစ်တဲ့အေဝံဂေလိဆရာယောဟန်အကြောင်းပါအစဉ်အလာအရာကတော့သူ့ကိုရှင်ယောဟန်ခရစ်ဝင်ကျမ်းရေးသားသူလို့သတ်မှတ်ကြပြီးအဲ့ဒီကျမ်းစာထဲမှာတော့သူ့ကိုယ်သူယေရှုချစ်တော်မူသောတပည့်ဆိုတဲ့လှုပ်ဝက်ဆန်းကျဲတဲ့အတုံးလုံးနဲ့ဖော်ပြလိရှိပါတယ်တကယ်လို့ဒီကျမ်းစာကိုရေးသားခဲ့သူဟာယောဟန်တကယ်ပဲဖြစ်ခဲ့မယ်ဆိုရင်တော့သူကတော်တော်လေးကိုအသက်ကြီးမှရေးခဲ့တာဖြစ်ပါလိမ့်မယ်။ဘာလို့လဲဆိုတော့ဒီယောဟန်ရဲ့ကျမ်းစာကိုခရစ်နှစ်တက္ကရာ90နဲ့100ကြားထဲမှာရေးခဲ့တာမို့လို့ပါ။ဒါကြောင့်လဲခရစ်ရဲ့အနုပညာလက်ရာတွေနဲ့ပကြီးတွေထဲမှာယောဟန်ကိုတပည့်တော်တွေထဲမှာအသက်အငယ်ဆုံးမျက်နှာလေးနဲ့အလွယ်တကူခွဲခြားမှတ်မိနိုင်အောင်ဆွဲထားကြတာပါ။တမန်ကျမ်းစာတွေကအဖြစ်ပြက်တွေပြီးရဲ့နောက်မှာတော့ယောဟန်ဟာမြေထဲပင်နဲ့အရှိပိုင်းဒေသတွေစီခရီးလှည့်လည်ခဲ့တယ်လို့အဆိုရှိကြပါတယ်။ပြီးတော့အတိမပြုတ်နိုင်တဲ့တခြားကျမ်းစာမှတ်တမ်းတွေ Apocryphal Acts of John အရာဆိုရင်တော့ယောဟန်ဟာတည်ဆုံသွားတဲ့အမျိုးသမီးတစ်ယောက်ကိုပြင်ရှင်အောင်လုပ်ပေးခဲ့တဲ့အထိအံ့ဖွယ်တကူတွေကိုပြသခဲ့မှုတယ်လို့ဆိုကြပါတယ်ဒီလိုမျိုးကျမ်းစာအသုံးလုံးတွေကိုမိစ္ဆာဒိဋ္ဌိအယူဝါဒအဖြစ်သတ်မှတ်ပယ်ချခဲ့ကြပေမဲ့ဒုစနာကဒီလိုမျိုးပုံပြတွေထဲကအကြောင်းအရာတွေကိုအလေခေတ်ခရစ်ယာန်ပကြီးလက်ရာတွေထဲမှာတော့မြင်တွေ့နေရတော့မှာပဲဒါပေမဲ့ယောဟန်ဟာဘာလို့ဒီစီရင်ထဲမှာထူးထူးခြားခြားအရေးပါနေရလဲဆိုတော့နောက်ထပ်အကြောင်းရင်းတစ်ခုရှိနေပါသေးတယ်။အဲ့ဒါကတော့သူဟာတပည့်တော်တွေထဲမှာနှိမ့်ဆက်ညင်ပန်းခံရပြီးဆွဆွရွရွမတိဆုံးခဲ့ရတဲ့တူတီတော်သူဖြစ်နေလို့ပါ။ခရီးတွေလှည့်လည်ပြီးတဲ့နောက်မှာတော့ယောဟန်ဟာအေဖက်မြို့မှာအခြေချနေထိုင်ပြီးခရစ်ယာန်စာသင်ကျောင်းတစ်ခုကိုတည်ထောင်ခဲ့တယ်လို့ယူဆကြပါတယ်။သူရဲ့ရုပ်ကျင်းကိုတော့အလွန်ကြီးကျယ်ခမ်းနားတဲ့ဖျားเจ้าကြီးဘာစီလီကာတစ်ခုထဲမှာတင်စီထားပြီးတော့အဲ့ဒီဖျားเจ้าရဲ့ရှင်ဟောင်းပျက်စီးယုံရင်တဲ့အကျွင်းကျန်တွေကိုဒီနေ့ခေတ်ထိတွားရောက်လေ့လာနိုင်ပါသေးတယ်။အေဖက်မြို့ဟာခရစ်ယာန်ဘာသာရေးဆိုင်ရာအသိပညာတွေဖြန့်ဝေရာအရေးပါတဲ့ဗဟိုချက်တစ်ခုဖြစ်လာခဲ့ပါတယ်။အဲ့ဒီမြို့ကအကျော်ကြားဆုံးဓမ္မပညာရှင်တစ်ယောက်ကတော့လီယိုမြို့က Irenaeus ပါပဲ။သူဟာ Gnostic ကျမ်းစာတွေကိုပြပြထန်ထန်ဆန့်ကျင်ခဲ့တဲ့သူတစ်ယောက်ဖြစ်ပါတယ်။ Irenaeus ကို Polycarp လို့ခေါ်တဲ့ပုဂ္ဂိုလ်တူကစာသင်ပေးခဲ့တာပါ။စိတ်ဝင်စားစရာကောင်းတာကအဲ့ဒီ Polycarp ကိုတမန်တော်ယောဟန်ကိုယ်တိုင်ကစာသင်ပေးခဲ့တယ်လို့ဆိုကြပါတယ်။ဒါကြောင့်လဲ Irenaeus ကိုအရေးပါတဲ့ခရစ်ယာန်ခေါင်းဆောင်တစ်ယောက်ဖြစ်သတ်မှတ်ခဲ့ကြတာပါ။ဘာပဲပြောပြောသူရရှိခဲ့တဲ့ပညာရေးကသူဖြစ်သူခါတုန်းကတခြားဘယ်သူနဲ့မှမတူအောင်ထူးခြားနေခဲ့တာပါ။ဘာပဲဖြစ်ဖြစ်မူလတပည့်တော်ကြီးယောဟန်ဟာကျန်တဲ့တပည့်တော်17ပါးလုံးကွယ်လွန်သွားတဲ့အချိန်ထိတက်ရှိထင်ရှားကျင်ရင်ခဲ့ပြီးယေရှုခရစ်တော်ရဲ့မူလသာသနာပြုအဖွဲ့ထဲမှာနောက်ဆုံးကျရှိနေခဲ့တဲ့သူပဲဖြစ်ပါတယ်။ James the Greater ယာကုပ်ဓမ္မတိကျမ်းထဲမှာယာကုပ်လို့နာမည်ပေးထားတဲ့သူတွေအများကြီးရှိပါတယ်။အခုပြောပြမယ့်စီးရင်ထဲမှာတင်တော့နောက်ထပ်ယာကုပ်တယောက်ကထပ်ပြီးရှိပါသေးတယ်။ဒါပေမဲ့ဒီယာကုပ်ကိုတော့ James the Greater လို့လူသိများပြီးသူကလည်းအဲ့ဒီနာမည်နဲ့လိုက်ဖက်အောင်ဆွဲဆောင်နိုင်ခဲ့တဲ့သူပါ။ခရစ်ဝေကျမ်းနဲ့အရာယာကုပ်ဟာယေရှုခရစ်တော်ရဲ့အနီးကပ်တပတ်တယောက်ဖြစ်ပေမဲ့ဒေါသကြီးပြီးတော့စိတ်ဆက်တဲ့နေရာမှာတော့နာမည်ကြီးပါတယ်။ပုံမြင်တစ်ခုမှဆိုရင်ယာကုပ်နဲ့ယောဟန်တို့ညီကိုနှစ်ယောက်ဟာရှမာရိယာတရားကိုရောက်သွားတော့ယောသားတွေကတိတ်ပြီးနွေးနွေးထွေးထွေးကြိုဆိုခြင်းမရှိကြဘူး။ဒါကိုစော်ကားခံရတယ်လို့ခံစားရပြီးစိတ်တူသွားတဲ့ယာကုပ်ဟာယေရှုကိုအရှင်ဖျားသူတို့ကိုဖျက်ဆီးပစ်ဖို့ကောင်းငင်ကနေမိကြစီခြင်းတလားတို့တောင်ရှောက်ခဲ့တာပါဒါကိုတော့ယေရှုကခွင့်မပြုပဲညှင်းပယ်ခဲ့ပါတယ်ဒီလိုစိတ်အားထက်သန်လို့ပြီးစိတ်လွတ်မှန်ပါလွတ်တတ်တဲ့သူ့ရဲ့ဇယိုက်ကြောင့်ပဲယေရှုဟာယာကုပ်နဲ့သူ့ရဲ့ညီကို Vonicus လို့ခေါ်ခဲ့ပါတယ်ဒီစကားလုံးကဓာတ်ရိုက်အဓိပ္ပာယ်ဖွင့်ဆိုရခက်တဲ့ထူးဆန်းတဲ့စကားလုံးတစ်လုံးဖြစ်နေတာပါပညာရှိတော်တော်များများကတော့ဒီစကားလုံးဟာမူကျူးရဲ့သားသမီးများလို့အဓိပ္ပာယ်ရတဲ့Aramis က Venericus ကိုအတန်ထွက်မှရင်းဘာသာပြန်ဆိုမိရာကနေဖြစ်လာတယ်လို့ယူဆကြပါတယ်။ဒီအကြောင်းအရာအပြင်ယာကုပ်ဟာသူ့ရဲ့တည်ဆုံမှုကိုတမန်ကျမ်းစာထဲမှာအတိအကျမှတ်တမ်းတင်ခံထားရတဲ့တပည့်တော်အနေငယ်တွေကတယောက်လေးဖြစ်ပါတယ်။တမန်တော်ဝုထုထဲမှာဖော်ပြချက်အရသူဟာဟေရုမင်းကြီးရဲ့စစ်သားတွေရဲ့ကွပ်မျက်ခြင်းကိုခံခဲ့ရတာမို့လို့စိတ်မကောင်းစရာပါပဲ။တပည့်တော်တွေထဲမှာပထမဦးဆုံးသာသနာပြုရင်းနဲ့အသက်ပေးခံရသူအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။သူဟာစောစောစစ်စစ်နဲ့ကွယ်လွန်သွားခဲ့ရပေမဲ့သူ့ရဲ့ဘဝသက်တမ်းတော်လေးအတွင်းမှာလှုပ်ဆောင်သွားခဲ့တာတွေကတော့အများကြီးပါပဲအထူးသဖြင့်စပိန်နိုင်ငံဘက်ကနေဆင်းသက်လာတဲ့သူ့အကြောင်းအတိမပြုနိုင်တဲ့ပုံမြင်တွေအများကြီးရှိပါတယ်အလဲခေတ်စပိန်သမိုင်းမှတ်တမ်းပြုစုသူတွေရဲ့အဆိုအရယာကုပ်ဟာမကုမြတ်ခင်အချိန်လုံးကအနောက်ဘက်ဒေသတွေစီကိုခိတခရီးလှည့်လည်သွားခဲ့မှုတယ်လို့ဆိုကြပါတယ်အဲ့ဒီလိုနဲ့သူဟာယောမအင်ပါယာရဲ့ Hispania နေမီစီကိုရောက်ရှိသွားခဲ့တာပါနာမည်ကြီးပုံမြင်တစ်ပုဒ်ထဲမှာတော့သူဟာကြောက်တိုင်တစ်ခုပေါ်မှာမတည့်ရနေတဲ့ Mary Virgin Mary ရဲ့ထင်ရှားပြသမှုကိုလည်းမြင်တွေ့ခဲ့ရပြီး Mary ကသူ့ကိုဂုဏ်ပြုတဲ့အနေနဲ့ဖခင်ကျောင်းတစ်ခုကိုဆောက်လုပ်ပေးဖို့တောင်းဆိုခဲ့တယ်လို့လည်းပြောစမှတ်ပြုကြပါတယ်ဒီလိုနဲ့ကိုထင်ပြပြီးတဲ့နောက်မှာမာရီဟာပျောက်ကွယ်သွားခဲ့ပေမဲ့အဲ့ဒီတန်ရှင်တဲ့ကြောက်တိုင်ကတော့ကျန်ရင်းခဲ့ပါတယ်ဒီနေ့ခေတ်မှာတော့အဲ့ဒီကြောက်တိုင်ကိုဆာရာကိုဆာမြို့က Our Lady of the Pillar ဖခင်ကျောင်းထဲမှာဖူးညွှန်နိုင်ပါသေးတယ်
အဲဒီနောက်မကြာခင်မှာပဲသူဟာယေရုရှလင်ကိုပြန်သွားပြီးအသက်ခံခဲ့ရတာပါဒါပေမဲ့သူ့အပေါ်သစ္စာရှိတဲ့နောက်လိုက်တွေဟာယာကုပ်ရဲ့ရုပ်ချင်းကိုစပိန်နိုင်ငံစီပြန်လည်တည်ဆောင်လာပြီးခဲ့ကြပြီးတော့စပိန်နိုင်ငံမြောက်ပိုင်းကဂါလီစီယာဒေသမှာလှုပ်ဝက်သိမ်းဆည်းခဲ့ကြပါတယ်အခုချိန်မှာတော့အဲ့ဒီနေရာဟာဥရောပတစ်ခုလုံးမှာအရေးပါဆုံးဘုရားပူခီးစင်တွေကတစ်ခုဖြစ်တဲ့ဆန်တီယာဂိုဒီဂိုပိုစတယ်လာဘုရားကျောင်းကြီးတရှိရာနေရာဖြစ်နေပါပြီ။ရာစုနှစ်ပေါင်းများစွာကတည်းကလောက်ခဲ့ကြတဲ့အတိုင်းအခုတည်းလည်းနှစ်စဉ်နှစ်တိုင်းထောင်ပေါင်းများစွာသောခီးသားတွေဟာဒီတမန်တော်ကြီးရဲ့ဂူပိတ်မှန်မှာဆူတောင်းဖို့ရောက်လာကြနေတော့မှာပဲ။စပိန်နိုင်ငံရဲ့ဆောက်ရှောက်သူတော်စင်ပက်ထရိုစိတ်ဖြင့်သတ်မှတ်ခံထားရတဲ့ယာကုပ်သို့မဟုတ်စန်တီယာဂိုဟာအဲ့ဒီနိုင်ငံရဲ့ဒဏ္ဍာရီပုံမြင်တွေထဲမှာအဓိကနေရာကနေပါဝင်နေပါတယ်အထူးသဖြင့်အလက်ခိကာလာအစ္စလမ်ဘာသာဝင်အုပ်ချုပ်သူတွေကိုစပိန်ကျွန်းဆွေပေါ်ကနေမောင်းထုတ်ခဲ့တဲ့ရေကိုကစ္စတာလို့ခေါ်တဲ့နေမြေပြန်လည်သိမ်းပိုက်ရေးစစ်ပွဲတွေတုန်းကဆိုရင်လည်းယာကုပ်ဟာစပိန်လူမျိုးတွေအတွက်စိတ်သက်ခွန်အားပြရုပ်တစ်ခုဖြစ်ခဲ့ပါတယ်။တိုက်ပွဲတစ်ခုမှဆိုရင်ယာကုပ်ဟာမြင်းဖြူကြီးတစ်ကောင်ကိုစီးပြီးအံ့ဖွယ်နည်းနဲ့ကိုထင်ပြခဲ့ပြီးတော့စပိန်ခရီးယန်စစ်သည်တွေကိုကူညီပေးခဲ့လို့လောင်းပြောစမှတ်ပြုကြပါတယ်။ယာကုပ်ကိုခရုစစ်စစ်ပွဲကစစ်တီတို့တူလို့ပုံဖော်ထားတဲ့ဒီပုံရိပ်ဟာနောက်ပိုင်းမှာတော့စပိန်လူမျိုးတွေအမေရိကတိုက်ကိုတွားရောက်သိမ်းပိုက်တဲ့နေရာမှာအသုံးပြုတဲ့ပြရုပ်တစ်ခုဖြစ်လာခဲ့တာပါ။ဒါကြောင့်လည်းပြည်တွင်းနိုင်ငံမှာရှိတဲ့ဘုရားကျောင်းပကြီးလက်ရတွေထဲမှာယာကုပ်ကိုစပိန်စစ်နိုင်သူတယောက်အနေနဲ့သူ့ရဲ့မြင်းခွာအောက်မှာဒေသခံမျိုးနွယ်စုစစ်တီတွေကိုနင်းချထားတဲ့ပုံစံမျိုးနဲ့မကြာခဏပုံဖော်ရေးဆွဲထားတာကိုတွေ့ရတတ်ပါတယ်။ဒါကတော့ဖြစ်ရမှန်နေနဲ့ရောထွေးနေပြီးစစ်မကောင်းစရာကောင်းတဲ့သမိုင်းအမွေတစ်ခုဖြစ်ခဲ့တာပါ။ဒါပေမဲ့မိုးကျူးရဲ့သားသမီးလို့အမိပြောင်းပေးခံထားရတဲ့တမန်တော်တယောက်အတွက်ကတော့ဒီလိုကြမ်းတမ်းတဲ့ပုံရိပ်မျိုးကတစ်ဖက်ကကြည့်ရင်တော့လိုက်ဖက်နေသလိုပါပဲ။ဖိလစ်ပုကတော့လူတွေတိတ်တတိမထားမိပဲကြော်ဖြတ်သွားတကြတဲ့တပည့်တော်တယောက်ပါဒါပေမဲ့သူ့မှာလည်းတကယ်ကိုစိတ်ဝင်စားဖို့ကောင်းတဲ့သမိုင်းကြောင်းရှိနေပြန်ပါတယ်သူဟာခရစ်ဝင်ကျမ်းတဲ့ကဇိုင်းရံတယောက်လိုပဲပေါင်မိပေမဲ့သူရဲ့တကယ်နာမည်ကြီးသွားတဲ့အခိုက်အတန့်ကတော့လူပေါင်း9000ကိုအစာကျွေးတဲ့အဖြစ်ပြမှာပါဒါကခရစ်ဝင်ကျမ်းလေးဆောင်စလုံးမှာအတိအကျမှတ်တမ်းတင်ထားတဲ့တစ်ခုတည်းသောအံ့ဩဖွယ်တစ်ခုလည်းဖြစ်ပါတယ်ပုံမြင်ထဲမှာတော့ယေရှုဟာသူ့စီကိုလူအုပ်ကြီးတိုးဝေးလာနေတာကိုမြင်လိုက်ရတယ်။အဲ့ဒီမှာဖိလိပ္ပိကိုစံသက်ချင်တာနဲ့ဒီဆာလောင်နေတဲ့သူတွေအတွက်မုတ်တွေကိုဘယ်မှာတောင်းဝယ်ရမလဲဆိုပြီးတော့ရိုးရိုးသားသားလေးမေးလိုက်တာပါ။ဒီအကြောင်းကိုသိပြီးသားသူတွေဆိုရင်တော့ယေရှုမှာစိတ်ကူးရှိပြီးသားဆိုတာကိုရိပ်မိကြမှာပါ။ဒီဖြစ်ပျက်ကလွဲရင်တော့ဖိလိပ္ပိအကြောင်းကိုကျမ်းစာထဲမှာသိပြီးတော့ထည့်သွင်းပြောထားလိမ့်မရှိပါဘူး။ဒါပေမဲ့သူနဲ့ပတ်သက်ပြီးစိတ်ဝင်စားစရာကောင်းတဲ့ theory တစ်ခုတော့ရှိနေပါတယ်။အဲ့ဒါကတော့သူ့ရဲ့နာမည်နဲ့ပတ်သက်တာပါ။သိပြီးမထင်မှတ်ထားတဲ့အချက်ကတော့ဖိလိပ္ပိဆိုတဲ့နာမည်ဟာအာရမိစကားပြောတဲ့တာမန်အလုသမားတယောက်စီကနေကြားရဖို့ခက်တဲ့နာမည်မျိုးဖြစ်နေတာပါ။ဘာလို့လဲဆိုတော့ဒါက Greek နာမည်ဖြစ်နေလို့ပါ။ဒါကြောင့်လည်းလူတော်များများဟာသူဟာအာရမိရော Greek ပါနှစ်ဘာသာစကားလုံးတက်ကျွမ်းတဲ့သူဖြစ်တယ်လို့ယူဆကြပါတယ်။ဒါကဘာကိုသက်သေပြနေရလဲဆိုရင်တချို့ပုံမြင်တွေထဲမှာဖိလိပ္ပုကိုအဲ့ဒီဒေသကဒေသခံ Greek လူမျိုးတွေစီကိုသာသနာပြုတဲ့တမန်တော်တယောက်အနေနဲ့ဘာလို့တွေးရတတ်လဲဆိုတာကိုရှင်းပြပေးနေတာပါ။ခရစ်ဝင်ကျမ်းတွေထဲမှာအဖြစ်အပျက်တွေပြီးသွားတဲ့နောက်ပိုင်းမှာတော့တမန်တော်ဖိလိပ္ပုရဲ့အကြောင်းကမေးမိန်သွားခဲ့ပါတယ်။ဒါပေမဲ့ရှင်ဟောင်းအတိမပြုနိုင်တဲ့တခြားကျမ်းစာမှတ်တမ်းတွေအရဥပမာ Acts of Philip ထဲမှာတော့သူဘာတွေဆက်လုပ်ခဲ့လဲဆိုတာကိုအသေးစိတ်ဖော်ပြထားတာရှိပါတယ်။အဲ့ဒီထဲမှာဖိလိပ္ပုဟာမြေထဲဖြစ်တဲ့တမိုက်ကနေမီအသီးသီးစီကိုတွားရောက်ပြီးတရားဒေသနာလှည့်လည်ဟောကြားခဲ့ပုံတွေကိုစူးစမ်းလေ့လာထားတာတွေ့ရမှာပါ။တချို့ကလည်းငင်းခုန်ဆရာတွေပြည့်နေတဲ့ဖိလိပ္ပိခရစ်ဝင်ကျမ်းကိုသူကိုယ်တိုင်ရေးသားခဲ့တယ်လို့ဆိုကြပါတယ်။ဒါကနောက်ပိုင်းမှာပေါ်လာတဲ့ Gnostic ကျမ်းစာတစ်စောင်ဖြစ်ပြီးတော့ခရစ်ယာန်ဘာသာကနေခွဲထွက်သွားတဲ့ဂိုင်းခွဲတစ်ခုရဲ့အဓိကယုံကြည်ချက်တွေကိုဖော်ပြထားတာပါ။ဒီလိုအငြင်းပွားဖွယ်ကျမ်းစာအုပ်တွေကိုခိတ္တပြီးဖယ်လိုက်မယ်ဆိုရင်တော့သမိုင်းမှတ်တမ်းတော်တော်များများကဖိလိပ္ပုရဲ့ဘဝဇာတ်ကြောင်းကိုအခုခေတ်တူရကီနိုင်ငံထဲမှာရှိတဲ့ဟီရာပိုလစ်မြို့မှာပဲအဆုံးသတ်ထားကြပါတယ်။ခရစ်နှစ်တက္ကရာ80ခုနှစ်မှာတော့ဒေသခံရောမဘုရင်ခံကဖိလိပ္ပုကိုဂျိုးနဲ့တုပ်ပြီးတော့လက်ဝါးကတိုင်မှာရိုက်တက်ဖို့အမိန့်ပေးခဲ့ပါတယ်။ဒီလိုမျိုးရဲဆက်ဆက်အပြစ်ပေးခံရတဲ့ကြားကပဲဖိလိပ္ပုဟာလက်ဝါးကတိုင်ပေါ်မှာတွဲလောင်းဆွဲခံထားရရင်နဲ့တင်တရားဒေသနာတွေကိုဆက်ပြီးဟောပြောခဲ့ရုံတည်းမကဘူး။သူရဲ့နောက်ဆုံးအချိန်ခိုက်တက်မှာတော့ဘာသာဝင်အသစ်တချို့ကိုစီယုံနိုင်ခဲ့တယ်လို့ဆိုပါတယ်။နောက်ပိုင်းရာစုနှစ်တွေမှာတော့ရှီဟောင်းဟီရာဘိုလစ်မြို့ဟာဖျားဖူးတွေလာရောက်ရနေရာတစ်ခုဖြစ်လာခဲ့ပြီးရှီအောင်သူဒေသနာပညာရှင်တွေကလည်းဒီခရစ်ယာန်သူတော်စင်ရဲ့ရုပ်ကြွတွေကိုရှာဖွေဖို့ရည်ရှိကြိုးပမ်းခဲ့ကြပါတယ်။ဒီလိုနဲ့2011ခုနှစ်မှာတော့ဒီတမန်တော်ကြီးနဲ့ဆက်ဆက်တဲ့ဂမီးစာတွေပါဝင်တဲ့လှုပ်ဝက်စမ်းကျတဲ့ဂူပိမှန်တစ်ခုကိုရှာဖွေတွေ့ရှိခဲ့ပြီးတပိုင်းမှတ်တမ်းတစ်ခုတင်နိုင်ခဲ့တာပါ။ဒါတင်မကသေးပါဘူး။သူတို့ဟာစတမရာစုခေတ်ကမုတ်တစိတ်တုံတချို့ကိုလည်းရှာဖွေတွေ့ရှိခဲ့ကြပြီးအဲ့ဒီတစိတ်တုံတွေပေါ်မှာတမန်တော်ဖိလိပ္ပုရဲ့ပုံသဏ္ဍာန်ကိုဖော်ပြထားတာတွေ့ရပါတယ်။
ဒါဟာလူပေါင်း9000ကိုအစာကျွေးခဲ့စဉ်တုန်းကသူ့ရဲ့အခန်းကဏ္ဍကိုဂုဏ်ပြုတဲ့အနေနဲ့တရုပ်ဖော်ထားတာပါပြီးတော့အဲ့ဒီပုံရဲ့နောက်ခံမှာလည်းအခုနကပြောခဲ့တဲ့သူ့ရဲ့ဂူပိမှန်ပုံရိပ်ကိုထပ်တူထပ်မျှမြင်တွေ့နိုင်ပါသေးတယ်ဘာတော်လမဲအီတလီနိုင်ငံမီလန်မြို့ကဒါအိုမူဖျားเจ้าကြီးတဲ့ကိုရောက်သွားရင်တော့ဆေးဘာတော်လမဲရဲ့ရုပ်ထုတစ်ခုကိုမြင်တွေ့ရပါလိမ့်မယ်အပေါ်ယံကြည့်လိုက်ရင်တော့ဝိုးယုံရှည်ကြီးခြုံထားတဲ့အရက်ရှိရှိကြက်သားဗလာတောက်တောက်နဲ့ကြည့်ကောင်းတဲ့လူတစ်ယောက်ရဲ့ရုပ်ထုပါဒါပေမဲ့အနိကတေချာကြည့်လိုက်မယ်ဆိုရင်တော့သူ့ရဲ့ကြက်သားတွေကပုံမှန်ထက်ထူးထူးခြားခြားပေါ်လွင်နေပြီးသူခြုံထားတဲ့ဝိုးယုံကြီးကလည်းလူအရေပြားနဲ့တိတ်တူနေတာကိုသတိထားမိပါလိမ့်မယ်ဒီတပည့်တော်တွေထဲမှာတပည့်တော်အားလုံးထဲမှာသူဟာအစိုးရဆုံးအကြမ်းတမ်းဆုံးကတ္တမကိုကြုံတွေ့ခဲ့ရတာပါဒါပေမဲ့အဲ့ဒီအကြောင်းကိုမပြောခင်မှာသူ့ရဲ့နာမည်ပြဿနာကိုအရင်ကြည့်ရအောင်သူ့ကိုလူအများကဘာတော်လမဲလို့ခေါ်ကြပြီးဒါကတော့တော်လမဲရဲ့သားလို့အဓိပ္ပာယ်ရတဲ့အာရမစ်စကားလုံးဘာတိုမီကိုဂရိလို့ခေါ်ဆိုထားတဲ့ပုံစံပဲဖြစ်ပါတယ်ဒါပေမဲ့စိတ်ဝင်စားစရာကောင်းတာဟာရှင်ယောဟန်ခရစ်ကျမ်းထဲမှာတော့သူ့ကိုနသနေလဆိုတဲ့နာမည်နဲ့သိကြတာပဲဖြစ်ပါတယ်ဒါကြောင့်ဖြစ်နိုင်တာကသူ့ရဲ့နာမည်အရင်ဟာနသနေလဘာလီဖြစ်ပါလိမ့်မယ်နာမည်ကိုဘယ်လိုပဲခေါ်ဒီတပည့်တော်ဟာခရစ်ကျမ်းထဲမှာတော့သိပြီးထင်ထင်ရှားရှားပါဝင်ခဲ့သူမဟုတ်ပါဘူးဒါပေမဲ့တစ်ဖက်ကပြန်ကြည့်ရင်တော့ဒီချက်ကြောက်ပဲရှီဟူခရီးယန်ရဲ့အတွက်ခရီးယန်သမိုင်းတစ်လျှောက်မှာကြောက်စရာအကောင်းဆုံးအကြမ်းတမ်းဆုံးဒဏ္ဍာရီပုံမြင်တစ်ပုတ်ဖန်တီးပုံဖော်ဖို့အခွင့်အလမ်းရသွားစေခဲ့တာပါဒါကြောင့်ဖြစ်နိုင်တာကသူ့ရဲ့နာမည်အရင်ဟာနသနီလာဘာလီဖြစ်ပါလိမ့်မယ်နာမည်ကိုဘယ်လိုပဲခေါ်ဒီတပည့်တော်ဟာခရစ်ဝင်ကျမ်းထဲမှာတော့တိတ်ပြီးထီထီရှားရှားပါဝင်ခဲ့သူမဟုတ်ပါဘူးဒါပေမဲ့တစ်ဖက်ကပြန်ကြည့်ရင်တော့ဒီချက်ကြောက်ပဲရှီဟူခရီးယန်ရဲ့အတွက်ခရီးယန်သမိုင်းတစ်လျှောက်မှာကြောက်စရာအကောင်းဆုံးအကြမ်းတမ်းဆုံးဒဏ္ဍာရီပုံမြင်တစ်ပုတ်ကိုဖန်တီးပုံဖော်ဖို့အခွင့်အလမ်းရသွားစေခဲ့တာပါသမိုင်းပညာရှင် UCPS ရဲ့အဆိုအရဘာတော်လမဲဟာအာမေးနီးယားပြည်စီသာသနာပြုခရီးထွက်ခဲ့တယ်လို့ဆိုပါတယ်အဲ့ဒီကိုရောက်တော့သူဟာနတ်ဘုရားကိုပို့ဖွဲ့တဲ့အယူမားဘရင်ပိုလီမီယက်စ်ကိုခရစ်ယာန်ဘာသာနဲ့ဝင်လာအောင်စီယုံနိုင်ခဲ့တာပါဒါပေမဲ့နန်ဒရီမိသားစုကလူတိုင်းကတော့ဒီလိုဘာသာပြောင်းတာကိုသဘောမကျကြပါဘူးဒီလိုရက်ပေါ်ဒေါသအမျက်ထွက်သွားတဲ့ဘရင်ညီတော်ဟာဘာတော်လမဲကိုဖမ်းဆီးပြီးရရဆက်ဆက်နှိပ်စက်ကွပ်မျက်ဖို့အမိန့်ပေးခဲ့ပါတယ်သူပေးခဲ့တဲ့အပြစ်ဒဏ်ကတော့ဘာတော်လမဲကိုအရှင်လက်လက်အရေးကွန်ဆုတ်ပစ်တာပါပဲဆိုလိုတာကတော့သူ့ရဲ့ခန္ဓာကိုယ်ကနေအရေးပြားတစ်ခုလုံးကိုခွာထုတ်ပစ်လိုက်တာပါဒီလိုရက်ဆက်လုံးနဲ့ဖြစ်တဲ့အကြောင်းပဲနောက်ပိုင်းမှာစိတ်မချမ်းမြေ့စရာကောင်းတဲ့ခရစ်ယာန်အမှုပညာအမွေအနှစ်တွေထွက်ပေါ်လာခဲ့ရပါတယ်ဒါကကျွန်မမြင်မှုသမျှခရစ်ယာန်အမှုပညာလက်ရာတွေထဲမှာတော့အဆိုးဆုံးပါပဲပကြီးပပုတော်တော်များများဟာသူတော်စင်ဟာသူ့ရဲ့အရေးကိုကြီးကိုအဝတ်စားတစ်ထည်လိုမျိုးလက်ထဲမှာဒွေလောင်းကင်ထားတဲ့ပုံစံနဲ့သရုပ်ဖော်ထားကြတာပါဒီအကြောင်းအရာတွေကိုအခြေခံပြီးတော့1562ခုနှစ်မှာပပုဆရာမာကိုဒီအာဂရက်စ်ကအခုနကပြောခဲ့တဲ့ရုပ်ထုကိုထုတ်လုပ်ခဲ့တာဖြစ်ပါတယ်၆ချဆရာကောင်းလာပေမဲ့လည်းတေချာထုစစ်ထားတဲ့ကြွက်သားအမြင်တန်းနဲ့စစ်ဆက်တေချာလုံးနဲ့ခနာပိဒအသေးစိတ်ချက်လက်တွေကြောင့်ဒီရုပ်ထုဟာဒုက္ခိတုခါကအကောင်းဆုံးလက်ရာတွေထက်ကတစ်ခုဖြင့်သတ်မှတ်ခံထားရတာပါဘာတော်လမဲဟာတကယ်ကိုဆွဆွရွံ့ရွံ့နဲ့အသက်ပေးခဲ့ရပေမဲ့လည်းသူရဲ့ပေးဆက်မှုကတော့အချင်းကြီးမဖြစ်သွားပါဘူးဒီတမန်တော်ကြီးကွယ်လွန်ပြီးနောက်ပိုင်းမှာခရစ်ယာန်ဘာသာဟာအာမေးနီးယားနိုင်ငံမှာခိုင်ခိုင်မာမာအခြေစိုက်နိုင်ခဲ့ပါတယ်တကယ်တော့ခရစ်နှစ်တက္ကရာ300ခုနှစ်မှာအာမေးနီးယားတိုင်းပြည်ဟာခရစ်ယာန်ဘာသာကိုနိုင်ငံတော်ဘာသာအဖြစ်တရားဝင်သတ်မှတ်ခဲ့ကြပြီးတော့ဒါဟာသမိုင်းမှာပထမဆုံးသောခရစ်ယာန်နိုင်ငံဖြစ်လာခဲ့တာပါဒါကြောင့်လဲဘာတော်လမဲကိုအာမေးနီးယားအသင်းတော်ရဲ့ဆောက်ရှောက်သူတော်စင်ဖြစ်သတ်မှတ်ထားတာမဆန်းပါဘူးမတ်ယောမအေဘာယာကယူဒပြည်ကိုသိမ်းပိုက်လိုက်တဲ့အချိန်မှာဒေသခံပြည်သူတွေစီကနေအခွန်ငွေတွေကိုရရဆက်ဆက်ကောက်ခံခဲ့ကြပါတယ်။အဲဒီလိုကောက်ခံတဲ့နေရာမှာသူတို့ကိုယ်တိုင်မလုပ်ပဲဒေသခံလူတွေကိုကြားခံအဖြစ်ငှားရမ်းပြီးအလုံညစ်တွေကိုပဲခိုင်းစေခဲ့တာပါ။အဲဒီမှာတင်လူတိုင်းလိုကဝိုင်းပြီးမုန်းတီးကြတဲ့အခုခံလေဝိနဲ့စတင်ဆုံးတွေ့ရပါတယ်။ဒါပေမဲ့ထူးထူးခြားပဲယေရှုကတော့သူ့ကိုမမုန်းတီးတဲ့အပြင်တပည့်တော်တယောက်ဖြစ်ဖိတ်ခေါ်ခဲ့တာပါဒီဖြစ်ပျက်ကိုကာရာဗာဂျီယိုရဲ့နာမည်ကြီးပကြီးကားတစ်ချက်ဖြစ်တဲ့စိတ်မတ်တဲ့ကိုခေါ်ယူခြင်း The Calling of Saint Matthew ထဲမှာတရုပ်ဖော်ထားတာကိုတွေ့နိုင်ပါတယ်အလင်းနဲ့တစ်ခုထဲမှာဖြာကျနေတဲ့မှောင်မိုက်နေတဲ့အခန်းတစ်ခုထဲမှာတတရရက်ဝတ်ဆင်ထားပြီးတော့တခြားကုန်ခန်းတွေဝန်းရံထားတဲ့လူတစ်ယောက်ကိုတွေ့ရမှာပါသူကတော့ဘာဖြစ်လို့လဲဆိုပြီးကြောင်အန်းနဲ့မိမိကိုယ်ကိုပြန်ပြီးလက်ညှိုးထိုးပြနေတဲ့ပုံစံမျိုးဖြစ်နေတာပါပြီးတော့အဲ့ဒီအချိန်မှာအခန်းတောက်ကအရေးတွေကြားထဲမှာဒီစိတ်တစ်ပိုင်းကွဲနေတဲ့ယေရှုရဲ့ပုံရိပ်ကိုသတိထားမိပါလိမ့်မယ်မိမိရဲ့နောက်ကြောင်ရဆိုရင်မကောင်းခဲ့ပေမဲ့လည်းလေဝိဟာတစ္ဆာရှိတဲ့နောက်လိုက်တစ်ယောက်ဖြစ်ကြောင်းသက်သေပြနိုင်ခဲ့ပြီးတော့ဟီဘရူးဘာသာစကားအရဘုရားသခင်ရဲ့လက်ဆောင်လို့အတိတ်ပေးရတဲ့မဿဲဆိုတဲ့နံပါတ်1ကိုရရှိခဲ့ပါတယ်စင်ကောင်းစရာကတော့သမတိကျန်တဲ့မှာမတဲ့အကြောင်းကိုဒီထက်ပိုပြီးအများကြီးထည့်သွင်းပြောထားတာမရှိပါဘူးဒါပေမဲ့နောက်ပိုင်းသမန်မတ်တန်တဲ့အရာကတော့သူဟာတောင်ဘက်အရက်မှာရှိတဲ့အာဖရိကနိုင်ငံတစ်ခုဖြစ်တဲ့အီသီယိုးပီးယားပြည်စီသာသနာပြုခီးထွက်ခဲ့တယ်လို့ဆိုပါတယ်ဒီဒေသဟာရှေးဟောင်းဂျူးဘော်တာနဲ့အဆက်အသွယ်အခိုင်အမာရှိပြီးသားနေရာဖြစ်ပြီး
နောက်ပိုင်းမှာဆိုရင်အဲ့ဒီကာဗယင်းတွေဟာသူတို့ရဲ့ဆွေစဉ်မျိုးဆက်ကိုရှောလမုန်မင်းကြီးကနေဆင်းသက်လာတဲ့လူတော်ပြောကြတဲ့အထိပါပဲ။အီသီယိုးပီးယားမှာရှိနေစဉ်အတွင်းမှာမသင်ဟာတရားထိတနာတွေကိုဟောပြောခဲ့ပြီးဘယင်းသမီးတော်အီဖာဂျီနီယာကိုပါခရစ်ယာန်ဘာသာနဲ့ဝင်လာအောင်စီယုံနိုင်ခဲ့ပါတယ်။ဘာတိုလမဲရဲ့ဇာတ်ကြောင်းလိုပဲဒီလုပ်ရက်ဟာဘယင်းညီတော်ကိုအကြီးကျယ်ဒေါသထွက်စေခဲ့ပြီးတမန်တော်ကြီးမတဲ့ဖျားเจ้าပလင်မှာဆူတောင်းနေတော့ရဲရဲဆက်ဆက်လှုပ်ကြံတက်ဖြတ်ဖို့အမိန့်ပေးခံခဲ့ရပါတယ်။ဒီနေ့ခေတ်မှာတော့အီသီယိုးပီးယားအော်တိုဒက်စ်အသင်းတော်ဟာကမ္ဘာပေါ်မှာတက်တန်အရှိဆုံးနဲ့ခရစ်ယာန်အသင်းတော်တွေထက်ကတကူအဖြစ်သတ်မှတ်ခံထားရပြီးအတိမဖြူထားတဲ့အိမ်နောက်ကျန်ပါဝင်တဲ့ကိုပိုင်သမားကျန်းစာမှုတွေတောင်ရှိကြတာပါ။ဘာပဲဖြစ်ဖြစ်အခွန်ကအဟောင်းမတဲ့ကိုတော့ဒီနိုင်ငံရဲ့တမန်တော်ကြီးတစ်ပါးအနေနဲ့အတိမတ်ပြုထားကြပါတယ်။ဒါတင်မကသေးပါဘူး။စိတ်မတန်နာမည်ကြီးရတဲ့နောက်ထပ်အကြောင်းရင်းတစ်ခုရှိပါသေးတယ်။အဲဒါကတော့တမန်ကျန်းစာထဲမှာအရေးပါဆုံးခရစ်ယာန်ကျမ်းစာဆောင်ဖြစ်တဲ့ရှင်မသက်ခရစ်ယာန်ကျမ်းကြောင့်ပါပဲအစင်လာရကတော့ယေရှုခရစ်တော်ရဲ့တုတ်တင်ချက်တွေကိုစာရေးစာတမ်းတစ်ခုလည်းဖြစ်အောင်စူးစီးပြီးတပည့်တော်မသက်ကိုယ်တိုင်ရေးသားခဲ့တယ်လို့ယုံကြည်ခဲ့ကြပါတယ်ဒါပေမဲ့ဒီနေ့ခေတ်တမန်ကျမ်းစာပညာရှင်တွေကတော့ဒီချက်ပေါ်မှာနည်းနည်းလေးတန်တရားရှိနေကြပါတယ်ဒီကျမ်းစာကိုမသက်ကိုယ်တိုင်ရေးတာမဟုတ်ပဲခရစ်တက္ကရာ80ဝန်းကျင်လောက်မှာအမည်မဖော်လို့တဲ့စာရေးဆန်တယောက်ကရေးသားခဲ့တယ်လို့ယူဆခဲ့ကြပါတယ်ဒီခရစ်ဝင်ကျမ်းထဲမှာကိုပိုင်အကြောင်းအရာအသစ်တချို့ပါဝင်နေပေမဲ့လည်းရှင်မကုခရစ်ဝင်ကျမ်းထဲမှာတော့အစိပ်ပိုင်းတော်တော်များများကိုပြန်လည်မွမ်းမံရေးသားထားတာတွေ့ရမှာပါရှင်လူကာခရစ်ဝင်ကျမ်းထဲမှာပါဝင်နေတဲ့ Cusus လို့လူသိများတဲ့တခြားကျမ်းစာဆောင်တစ်ဆောင်ကိုလည်းအခြေခံထားပုံရပါတယ်ဒါကိုကြည့်ချင်အဖြစ်ရှင်မသက်ခရစ်ဝင်ကျမ်းဟာယေရှုခရစ်တော်နဲ့ကိုရန်ကိုကြမဆုံတွေ့ဘူးပဲနဲ့မျက်မြင်သက်သေတွေရဲ့ပြောကြားချက်အရာကိုသာပြန်လည်သိကြားခဲ့ရတဲ့ဒုတိယသို့မဟုတ်တတိယမျိုးဆက်ခရစ်ယာန်တွေကရေးသားခဲ့တာဖြစ်ဖို့များပါတယ်အဲ့ဒီနောက်ပိုင်းရာစုနှစ်တွေရောက်မှသာတပည့်တော်မသက်ရဲ့နာမည်ကိုဒီကျမ်းစာအုပ်မှာထည့်သွင်းသတ်မှတ်လိုက်ကြတာဖြစ်ပုံရပါတယ်။ James the Lesser အငယ်စားယာကုပ်ကဲဒီတကတော့စိန်ခေါ်မှုတစ်ခုကိုလုပ်ကြည့်ရအောင်အာလဖာရဲ့သားယာကုပ်ဟာတပည့်တော်တွေထဲမှာဒုတိယမြောက်ယာကုပ်ဖြစ်ပါတယ်။ကန်ဆိုးတာကသူ့အကြောင်းကိုကျမတို့သိပြီးအတိအကျမသိရတာပါ။သူဟာတပည့်တော်12ပါးစီးထဲမှာနာမည်ပါဝင်ပြီးအခြားဘယ်နေရာမှထပ်ပြီးမပါတော့ပါဘူး။ခရစ်ယာန်စာရေးဆရာတွေကသူ့အကြောင်းကိုပြောပြကြတဲ့အခါမှာလည်းအရှိမပြောခဲ့တဲ့ယာကုပ်နဲ့မမအောင်ခွဲခြားဖို့အတွက်ပဲသုံးနေရှိတာပါ။ဒါကြောင့်လဲသူ့ကိုအငယ်စား James the Lesser ဒါမှမဟုတ်ယာကုပ်အသေးလေးဆိုပြီးအငယ်စားအသုံးလုံးနာမည်ပြောင်းနေပြီးခဲ့ကြတာပါ။တပည့်တော်တယောက်အနေနဲ့သူဟာလူသိမများပဲမိမိနေခဲ့ပေမဲ့အ ਨੇ ဆုံးတော့ရှေးဦးခရစ်ယာန်အနုပညာရှင်တွေကသူ့ကိုရဲရဲဆက်ဆက်အသက်ခံခဲ့ရတဲ့ပုံစံမျိုးနဲ့tiêuဖော်ပေးဖို့မမေ့ခဲ့ကြပါဘူး။ဒီသူတော်စရဲ့ပုံရိပ်ကိုဖော်ပြတဲ့အခါတိုင်းမှာသူဟာအသက်ပေးခဲ့ရတဲ့ Matri တုံးပြရုပ်တစ်ခုဖြစ်တဲ့ဒုကွေအကြီးကြီးတစ်ချောင်းကိုကင်ထားတဲ့ပုံစံမျိုးနဲ့မကြာခဏပြသလေးရှိပါတယ်။ Jude တဲ့တဲ့အကြောင်းဟာခရစ်ဝင်ကျမ်းထဲမှာတော့တိတ်ပြီးထင်းရှားရှားမပါဝင်တလောက်ပါပဲ။ဒါပေမဲ့ဓမ္မတိကျမ်းရဲ့တခြားတင်နေရာမှာတော့သူကအရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်နိုင်ခြင်းရှိပါတယ်။တမန်ကျမ်းစာရဲ့အဆုံးသက်နာကိုရောက်တဲ့အခါမှာယူဒဩဝါဒစာလို့ခေါ်တဲ့အလိုတိုတောင်းတဲ့စာဆောင်ကိုတွေ့ရမှာပါ။ဒီစာထဲမှာတော့ခရစ်ယာန်အတိုင်းဝိုင်းဟာအန်ဒီယေနဲ့ရင်ဆိုင်နေရတယ်ဆိုတဲ့သတိပေးချက်တစ်ခုပါပါတယ်။ဖျားเจ้าထဲမှာကိုကြည်တရားကောင်းမှုရောင်ဆောင်ပြီးမိမိတို့ကိုကြိုးစီးပွားအတွက်ပဲရှာနေကြတဲ့အတူရောင်လူလိမ်လူကောက်တွေရှိနေရဆိုပြီးသတိပေးထားတာပါအဲ့ဒီနောက်ပိုင်းမှာတော့ဒီစာကိုရေးသားသူကသူတို့ရဲ့တပ်ဝင်ယုံကြည်မှုကိုသက်သေပြခဲ့ကြတဲ့ကျမ်းစာတွေကပုဂ္ဂိုလ်တွေအကြောင်းကိုကိုးကားပြီးဆက်လက်ဖော်ပြထားပါတယ်ဒုစနာကသူကိုးကားလာတဲ့အထက်မှာအတိကတမန်ကျမ်းစာပတ်လန်ကနေပယ်ချပိတ်ပင်ခံထားရတဲ့အတိမပြုတ်နိုင်တဲ့ကျမ်းစာဖြစ်တဲ့အိနောက်ကျမ်းတွေကစာသားတချို့ပါဝင်နေတာပါဒါပေမဲ့ဒီစီးထဲမှာတော့တခြားသူတွေလိုပါပဲဒီစာကိုတည်းခုတိုင်းတကယ်ရေးခဲ့တာဟုတ်မဟုတ်ဆိုတာကတော့ငင်းခုန်စရာဖြစ်နေတော့မှာပဲခရစ်မီကျမ်းတွေကအဖြစ်အပျက်တွေပြီးသွားတဲ့နောက်မှာတော့တည်းဟာအာရှရဲ့အနောက်ပိုင်းဒေသတွေစီကိုသာသနာပြုခီးလက်လက်ခဲ့တယ်လို့ဆိုပါတယ်ဒီပုံမြင်တော်တော်များများမှာတော့သူဟာအာမေးနီးယားပြည်စီရောက်ရှိသွားပြီးအဲ့ဒီမှာတပည့်တော်ဘာတော်လမနဲ့တွေ့ဆုံတယ်လို့ဖော်ပြထားပါတယ်အရှိမမြင်တွေ့ခဲ့တဲ့အတိုင်းအဲ့ဒီသာသနာပြုခီးစဉ်ဟာတကယ်ကိုကန်ဆိုးမိုးမောင်ကြခဲ့တဲ့ခီးစဉ်တစ်ခုဖြစ်ခဲ့တာပါတတဲ့ဟာအာမေးနီးယားမှာသာသနာပြုရင်းနဲ့အသက်ပေးခဲ့ရပေမဲ့ခရစ်ယာန်အတိုင်းကတော့ပျောက်ပြတ်မသွားပဲဆက်လက်အသက်ရှင်ကျန်ရစ်ခဲ့ပါတယ်တကယ်တော့ Saint Jude တဲ့ဘုန်းကြီးကျောင်းကြီးဟာဒီနေ့ခေတ်ထိရှိနေတော့မှာပဲမူလအဆောက်အုံကိုတတိယရာစုခေတ်ကလေးကဆောက်လုပ်ခဲ့တာဖြစ်ပြီးကမ္ဘာပေါ်မှာတပ်တန်းရှိအကြဆုံးဖျားကျောင်းတွေကတစ်ခုလည်းဖြစ်ပါတယ်အခုဆိုရင်ကျမတို့နောက်ဆုံးပိတ်တပည့်တော်စီကိုရောက်ရှိလို့လာခဲ့ပါပြီဒီတပည့်တော်ရဲ့ပုံရိပ်ကိုတော့လှကြီးတစ်ချောင်းကိုကင်ထားတဲ့ပုံစံမျိုးနဲ့မကြာခဏပြုတ်ပေါ်လေးရှိပါတယ်ဗီဒီယိုရဲ့အခုလိုအချိန်ထိကြည့်လာပြီးပြီဆိုရင်တော့သူဘာဖြစ်လို့ဒီလိုကင်ထားရလဲဆိုတာကိုမိတ်ဆွေတို့လည်းအလိုလိုခန့်မှန်းမိလောက်မှာပါဘာပဲဖြစ်ဖြစ်ရှီမွန်ကန်နနီဟာတပည့်တော်ရဲ့ထဲမှာတော့တော်တော်လေးကိုစိတ်ဝင်စားစရာကောင်းပြီးထူးခြားတဲ့သူတစ်ယောက်ဖြစ်ပါတယ်ဒီနေရာမှာ zealot ဆိုတဲ့စကားလုံးဟာအင်္ဂလိပ်စကားလုံးအဖြစ်အသုံးပြုလာကြတယ်
တမန်ကျန်းစာဝါဟာတစ်ခုဖြစ်နေတာပါဒါပေမဲ့သူ့ရဲ့မူလနောက်ခံအခြေအနေအရဆိုရင်တော့ Zilog တွေဆိုတာကအစွန်းရောက်ပြီးအကြမ်းဖက်တတ်တဲ့နိုင်ငံရေးလှုပ်ရှားမှုအဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်ရောမအင်ပါယာကယူဒပြည်ကိုအုပ်ချုပ်နေတဲ့အချိန်တုန်းကဒီစီလော့အဖွဲ့ဝင်တွေဟာဂျူလူမျိုးတွေရဲ့လွတ်လပ်ရေးအတွက်ဒေါ်လန်ပုံကံပြီးတိုက်ပွဲဝင်ခဲ့ကြတာပါရှီမုန်ကာနန်နီအကြောင်းကိုအသေးစိတ်မသိရပါမဲ့ဒီလိုမျိုးတော်လန်ရေးနိုင်ငံရေးနောက်ခံရှိတဲ့လူတစ်ယောက်ကယေရှုခရစ်တော်နဲ့ဘာလို့ဆက်ဆက်ပတ်သက်နေရလဲဆိုတာကတကယ်ကိုစဉ်းစားစရာပါပဲ။ဘာဖြစ်လို့လဲဆိုတော့ယေရှုကိုဂျူလူမျိုးတွေရဲ့ကယ်တင်ရှင်မေရှိယဒါဝိမေကြီးရဲ့မျိုးနယ်လို့ရှုမြင်ခဲ့ကြပေမဲ့ယေရှုဟောပြောခဲ့တဲ့သတင်းစကားတွေကတော့ယေဘုယအားဖြင့်ငြိမ်းချမ်းရေးအကြောင်းတွေကြီးပဲဖြစ်နေလို့ပါ။ဒါကိုကြည့်ချင်အားဖြင့်ရှီမုန်ဟာဂျူတို့ရဲ့ဘုရင်လို့ခေါ်ဝေါ်ခံခဲ့ရတဲ့ယေရှုစိတ်ဝင်စားတဲ့နိုင်ငံတော်ဆိုတာကတခြားပုံစံမျိုးဖြစ်လိမ့်မယ်ဆိုတာကိုသဘောပေါက်နားလည်သွားခဲ့လို့လည်းဖြစ်နိုင်ပါတယ်။နောက်ပိုင်းရာစုနှစ်တွေမှာတော့ခရစ်ယာန်ဒနာရီရဲ့အဆိုအရရှီမုန်ကာနန်နီဟာသဒနာပြုကိုပါရှားပြည်အထိကိုခီးဆက်ခဲ့တယ်လို့ဆိုပါတယ်။အဲ့ဒီမှာတင်ခုနကပြောတဲ့လွှတ်ကြီးအကြောင်းပါလာပါတယ်။ရှီမုန်နဲ့တတဲတို့ဤခန်းစားရခက်ခဲမှုများ The Passion of Shimon and Jude လို့ခေါ်တဲ့အတိမပြုတ်နိုင်တဲ့ကျမ်းစာအုပ်အရဒီတပည့်တော်ဟာဒေသခံတွေရဲ့ဖန်ဆင်းချက်ကိုခံခဲ့ရပြီးတော့အရှင်လက်လွှတ်နဲ့နှချမ်းအတိုက်ခံခဲ့ရတယ်လို့ဆိုပါတယ်။ရှီမုန်ကတော့သူ့ရဲ့အကြမ်းဖက်တတ်တဲ့လမ်းစဉ်ဟောင်းတွေကိုစွန့်လွတ်ခဲ့ပုံရပေမဲ့ကြံခဲ့တဲ့ဇီလော့အဖွဲ့ဝင်တွေကတော့သူတို့ကိုဖိနှိပ်ချုပ်ချယ်ထားတဲ့သူတွေကိုဆက်ပြီးတော်လှန်တိုက်ခိုက်ခဲ့တာကြောင့်ဒီဒေသအလုံးစုံစစ်ပွဲကြီးအသင်းကိုကူးဆက်ပေါက်ဖွာသွားခဲ့ပါတယ်။ဂျူးစစ်ပွဲတွေအတွင်းမှာရောမစစ်တပ်ကယေရုရှလင်မြို့ကြီးနဲ့အထူးမြတ်ထားရာဗိမာန်တော်ကြီးကိုပါအမြင့်ပြတ်ဖျက်ဆီးပစ်ခဲ့ကြတာပါဒီဖြစ်ပျက်ဟာခရစ်ယာန်ဘာသာရဲ့ကကြမ္မာကိုထာဝရပြောင်းလဲပစ်ခဲ့တဲ့ဖြစ်ရပ်တစ်ခုပဲဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့လူတော်များများဟာသူတို့ရဲ့မိခင်စာတိကိုစွန့်ခွာထွက်ပြေးခဲ့ကြပြီးမြေထဲပင်တဲ့တဝိုက်မှာဘုရားကျောင်းတွေကိုအတီးတီးတီထောင်ခဲ့ကြလို့ပဲဖြစ်ပါတယ်။ဒါကတော့ယေရှုတပည့်တော်12ပါးအကြောင်းရဲ့ဒုတိယပိုင်းပဲဖြစ်ပါတယ်။အဆုံးထိကြည့်ရှုပေးကြတဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်။ကျမတို့ရဲ့ NKB Entertainment YouTube Channel လေးကိုလည်း Like and Subscribe လုပ်ပေးဖို့တောင်းဆိုပါရစေရှင်။နောက်ဗီဒီယိုမှာပြန်လည်တွေ့ကြပါမယ်ရှင်။